မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကောင်းစဉ်လေးကတော့ဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့တဲ့ကျွန်တော်ဗီဒီယိုလေးကိုမတည်ပြီးဖြစ်တာကတော့ကျွန်တော်နေမကောင်းလို့3-5ရက်ကျွန်တော်နားလိုက်ရပါတယ်ခင်ဗျာနားလေပေးပါနော်အစင်းသေးပြင်းနားဆင်လို့ရပါပြီဘယ်လောက်ပဲယူသားနေပါစေယူသားချင်းကိုတန်ဖိုးထမ်းတသူတွေနဲ့တွေ့ဆုံမှသာတန်ဖိုးထမ်းခံရလိမ့်မယ်ဘယ်လောက်ပဲအဖုံးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေတန်ဖိုးတိသူနဲ့တွေ့မှတန်ဖိုးထမ်းခံရမှာပါဘယ်လောက်ပဲအနစ်နာခံပြီးပေးဆက်ပေမဲ့အလေးထားတဲ့သူနဲ့တွေ့မှကိုယ့်ရဲ့ပေးဆက်မှုဟာအရာထင်ပါလိမ့်မယ်ဘယ်လောက်ပဲအမှန်တရားကိုသိနေပေမဲ့အမားတွေကိုအမှန်လို့လက်ခံထားတဲ့လူတွေနဲ့ကြားမှာသိရဲ့အမှန်တရားကမိမ့်မိနေပါလိမ့်မယ်ဘယ်လောက်ပဲအလျှောက်ပေးတဲ့လူတစ်ယောက်ဖြစ်နေပါစေကိုယ့်အပေါ်ညတာထောက်ထားတဲ့လူနဲ့တွေ့မှဒါတွေကိုတိတခံစားနိုင်မှာပါတကယ်လို့ကောင်းမွန်တဲ့သူတွေနဲ့မစုံတွေ့ခဲ့ရဘူးဆိုရင်တော့မှကိုယ့်ရဲ့ယူသားမှုကိုကျေးစာတတ်မှုကောင်းမွန်တဲ့ကိုจิตတက်ခါတွေကိုတော့ဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့ဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်နားဆင်ပင်းခဲ့ကြတဲ့တယောက်ချင်းစီတဲ့ကိုအထူးပဲခါတော့လေးစားပြုပါတယ်မူရင်းကိုလည်းလေးစားပါတယ်ရွှေလန်းချမ်းမြေကြပါစေ